နော်ကျွန်တော်နှစ်သိန်းလုံးတော့နေလေးပြန်တော့ထိန်းထားသေးတယ်ပြောနေ final slam မှာပါသွားပြီဗျာတိုဂျီတန်းတော့အိုး 4 man လောက်ကို elbow နေပေးလိုက်မယ် follow damage ကဘလို့မှမရှိနေဘူးဗျာဒီတစ်ခါမှလည်း Justice ရဲ့ elbow နော်ကျွန်တော် chap တွေကတကယ်ကိုကောင်းနေခဲ့တယ်ဆိုရင်လည်းနိုင်ငံအော်တစ်ဖက်မှာလည်း leader ပြတ်လိုက်ပြန်မှာ3 man နောက်မှာတောက်လျှောက်ဆိုလည်းရင်အဆုံးသတ်ပေးနေမှာ Justice မှာတက်ပြီးတော့ down သွားခဲ့ပြီဗျာအေးရင်တယောက်ပဲကြံတော့အနေထားတစ်ခုမှာဘလို့မျိုး 4 man down လို့ down သွားမယ်မသိလိုက်ဘူးနောက်မှာ Devil Key by hand နဲ့တူပဲ5 man white out ပဲတခုတော့ YG ပွဲချင်း9မိနစ်မှာတော့ရယူသွားခဲ့ပြီဗျာ။တစ်ချက်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Black 3ရဲ့ဒီ lane damage အပိုင်းချလေ K-set လောက်ပဲကျွန်တော်တို့ Nelly ပို့ပြီးတော့မိကွာမယ်နေထားမျိုးဖြစ်နေရဗျာ။ကျွန်တော်ဒီTojiru ဘာတော့လည်းအရင်ကြီးတော့ damage ပေးရဲဆိုတာမျိုးထက် damage outpush ကိုပဲပို့ပြီးတော့ဦးစားပေးရမယ်။ဒီမှာလည်း wine chat ပေးရတဲ့နောက်မှာ elbow တက်သွားပြီဗျာ။နောက်မှာလည်း Potter Connect ပြန်ပြီးတော့ကြိုးစားနေပြီးတောက်လျှောက်ပဲအောက်လိုက်ကြီးပြန်တော့ရောက်လာဗျာ။နောက်မှာ Lady ဖြစ်ပြီးတိုက်ထားသေးတယ်နောက်မှာ Justice ပြန်ပြီး forward လုပ်ခဲ့သလိုချက်သေးတဲ့ player တွေကအကုန်လုံးဝိုင်းပြီးတော့ပါဒါအားလုံး final flat တွေကြားထဲမှာ Toji တက်ပြီးတော့ down တဲ့ပြေမှာ Justice လည်းမရှိတော့ဘူးဗျာ2 man ပြန် down နေနေပဲဘလို့မှကျွန်တော်တို့ဒါဖြတ်လို့မရခဲ့ဘူးဗျာcontinuous တွားမဲ့အရာတွေ barricade တော့ကာထားတယ်လုံးတော့ minion win နဲ့ဒါပြန်ကာထားပြီးတော့ပဲရှင်းမယ်ဆိုပြီးမှသူတို့တွေးထားတဲ့ပုံစံပဲဗျာတော်တော်လေးတော့နားတယ်ဗျာနော် advisor phone နည်းနည်းလေးထိရနဲ့အေးလေးမှာသွေးရပြန်နေရော်ရတယ်ဆိုတော့အခြေအနေမျိုးမှာသွားပြီးတော့ရှိတယ်ကဲပြောရေးဆိုရင်လည်းလေတစီနောက်မှာကာတင်းကော2 man သွားပြီးတော့ကိုမိုလေးကိုစီပေးထားသေးတာဗျာလိုအပ်နေကြတဲ့ mega tower ကိုပဲ YG ရောက်သွားပြီးတော့ယူနေပဲ blink တယောက်ကတော့အနေငယ်လေးပိတ်မိနေသေးတဲ့နောက်မှာ flicker လေးနဲ့တော့ပြန်ပြီးထွက်လာသေးရဗျာတခါတည်းပဲအဲ့မှာလာပြီးနော် hand of ball တော်တော်လေးတော့နားတယ်နော်သူကဖြာနေဗျဖြာကလေးချဆင်းနေကြတဲ့ခိုင်တဲ့တခုမှာတော့ကျွန်တော်တို့ဒါပြန်ဆက်လို့မရတဲ့အရာမျိုးတွေကလည်းထပ်ပြီးတော့ရှိလာပြီဗျာနော်နောက်မှလည်း low bandage နဲ့တူ all in mega လောက်ထိတော့ young gladiators ဆက်ပြီးတော့သိမ်းပိုက်ထားနိုင်ပြီနောက်ကပ်ကလည်းဘွန်းကျင်15မိနစ်ဒီပါရောက်တဲ့အထိကိုသူတို့အနေနဲ့ဒါ900 ဝန်းကျင်လောက်အထိကိုမှဒါ GPN ရတော့ဆက်ပြီးတော့ရှိနေသေးပါပဲ Obsidian လည်း Adamas သွားကြပြီဆိုတဲ့ခိုင်တဲ့တခုမှာတစ်ဖက်ကတော့ကျွန်တော် Harry အနေနဲ့သူနည်းနည်းလိုက်ပြီးတော့ကပ်ဖို့တော့ကြိုးစားနေစေ Frontline အေးလို့ရ CC နေနေလည်းပြန်ပြီးတော့ Immaterial လေးပေးထားစေ Crash Call Overdrive Protocol နဲ့ Backline လေးတစ်စီးနေပြန်ပေးနောက်က damage ကြားထဲမှာ Carton Core နဲ့အေးလို့တောက်လျှောက်ထိနေတဲ့ Monster K ပိုင်ဟန်နဲ့တူပဲ 4v5 Final Slash 4 man by Yin Backline ကိုတောက်လျှောက် control ပေးခဲ့ damage မှာဟန် Double K တောက်လျှောက်ရရှိထားနေပဲ Charge နဲ့အမတဲ့ပြန်မှာ Charge ပြန်ပြေးခဲ့မှာ Lisa K ဆက်ကိုတက်ပြီးတော့အဆုံးသတ် Backline control မှာ Obsidian ရဲ့ hand of bone နဲ့ပဲ Double K ပိုင် stage နဲ့တူ 2 net ဆိုတဲ့ claim swing နဲ့ Young Gladiators အဆုံးသတ်ပေးခဲ့ပြီလေဖြစ်ပါတယ်ဒီပွဲတွေကတော့ကျွန်တော်တို့ YG အတွက်ပဲကျွန်တော်တို့ဖြစ်သွားခဲ့ပြီလို့ပဲပြောရမယ်ဗျာ